ကျွန်တော်မသိရဘူးဒါပေမဲ့လာကတော့လာမှာကတော့အရာကိုချင်းနေတယ်အရာကိုတေချာနေတယ်ဖြစ်တယ်ဒါကြောင့်အဲ့ဒီအချိန်ကမှကျွန်တော်အသက်တာထဲမှာဘုရားသခင်ရဲ့ခေါ်ခြင်းကိုလည်းမသိဘုရားသခင်ပေးတဲ့ဆုကျေးဇူးကိုလည်းမသိပဲနဲ့လောကရဲ့မို့ရရမှာပဲကျွန်တော်ရောပြောင်းရှောက်ထွေးနေတယ်ဆိုတော့ကျွန်တော်အရာရှုံးသွားမှာဖြစ်တယ်ဒါကြောင့်မလို့မရှုံးရရင်တော့ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်အသက်တာကိုပြင်ဆင်ပြုပြင်အသစ်ခွန်အားပေးမှာဖြစ်တယ်ဟာလေလုယာဒါကနာမချီးမွမ်းနေအဲ့တော့ဒီနေ့စာရာကဒီမှာရှိနေတဲ့ယုံကြည်သူတွေသားသမီးတွေကိုအတက်ခိုက်ဆုံးစာရာမရှိစေခြင်းဆုံးစာရာမဖြစ်စေခြင်းဆုံးသူအတက်ခိုက်ဆုံးအရာကဘာဖြစ်မလဲဆိုရင်ကျွန်တော်အသက်တာချင်းမှာသူတမယုံကြည်သူသက်တာချင်းမှာမောရစာသက်တာချင်းမှာစာရာအတက်ခိုက်ဆုံးအရာကဘာဖြစ်မလဲဆိုရင်ဘုရားသခင်နဲ့အချင်းယူခြင်းမရှိအောင်လောကနဲ့ရှောက်ထွေးစေတဲ့အရာကစာရာရဲ့တက်ခဲမှုဖြစ်ပါတယ်။စာရာတက်ခဲလို့ထင်ခဲ့မှလည်းကျွန်တော်မသိဘူး။ဒီတိုင်းနဲ့ကျွန်တော်သွားလာခဲ့မယ်ဆိုရင်ဒီနေ့ကပြင်မဲ့အချိန်ဖြစ်ပါတယ်။အာမင်။ဒီနေ့ကပြင်ဆင်မဲ့အချိန်ဖြစ်တယ်။ဘုရားသခင်ရဲ့မျက်နာတော်ကိုရှာမဲ့အစားဘုရားသခင်ရဲ့တို့တဲ့အချိန်ယူမဲ့အစားဘုရားသခင်ပေးတဲ့ဆုကျေးဇူးလက်ဆောင်ကောင်းကြီးတွေထင်ပါပဲကျွန်တော်အဲ့မှာပဲကျွန်တော်အချင်းကုန်နေဆိုရင်နော်ဘုရားသခင်မျက်နာတော်ကိုရှာဖွေခြင်းမှာကျွန်တော်အသက်တာကိုစက္ကန့်နဲ့အစားသူ့ရဲ့ကောင်းကြီးငွေကြေးနှုတ်ထင်းမှာကျွန်တော်သွားနေဆိုရင်လက်လျှောက်နေဆိုရင်တေခရိယာဖြစ်လို့တော့ရတယ်ဒါပေမဲ့ခရိယာဖြစ်ပေမဲ့တရားဂိုမဲ့နေပါဂိုမဲ့ခရိယာဖြစ်နေပါအကအကွေမဲ့ခရိယာဖြစ်နေပါကျေနပ်မှုမရှိတဲ့ခရိယာဖြစ်နေပါဆက်ရှုပ်ထွေးမှုတွေကြားထဲမှာလည်းရှင်သန်နေတဲ့ခရိယာဖြစ်နေပါအကယ်၍ကမျက်မှောက်တော်ထဲမှာမရှင်သန်တဲ့ကောင်းကြီးနောက်ကိုပဲလိုက်နေမယ်ဆိုရင်အကွေအကမင်းနဲ့ရှင်နေမှာဖြစ်တယ်ဒီကုမေချင်းနဲ့ရှင်သန်နေမှာဖြစ်တယ်စိတ်သက်သာတဲ့ထဲမှာရှင်သန်နေမှာဖြစ်တယ်ဒါနဲ့ဒီနေ့ကတော့ကျွန်တော်အကယ်၍အဲ့ဒီထဲမှာတင်အသက်ရှင်ခြင်းနဲ့ကျွန်တော်အသက်ရှင်ခြင်းမိမယ်ဆိုရင်ဒီနေ့ကတော့ကျွန်တော်တော်ပြီးတမ်းပြီဟာလေလုယာဒီနေ့ကတော့ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုပြန်ရှာမယ့်အချိန်ဖြစ်ပါတယ်ဟာလေလုယာဒါဆိုရင်ဘုရားသခင်နဲ့အချိန်ယူခြင်းရဲ့အကျိုးကျေးဇူးကပါလေဘုရားသခင်နဲ့ဘယ်လိုနေလမ်းမျိုးနဲ့အချိန်ယူနိုင်မလဲအဲ့ဒီအချက်တစ်ချက်နဲ့ဒီနေ့ဒီတကွခေါ်အားယူခြင်းနဲ့ဘုရားသခင်နဲ့အချိန်ယူခြင်းရဲ့အကျိုးကျေးဇူးတွေကပါလေအကြီးမားဆုံးသောကောင်းချီးမင်္ဂလာတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်ခံစားရတဲ့ကျွန်တော်ယုံကြည်တာကလောကလူကဘေးတမရဘေးတမရောဘေးအဖိစီကမှမပေးနိုင်တဲ့ညီသက်ချင်းတည်ရောက်လာတာဖြစ်တယ်ဟာလေလုယာဘေးလူသားမှဘေးဝေကြီးစီစဉ်ကမှမပေးနိုင်တဲ့ဝမ်းမြောက်ခြင်းတည်ရောက်လာတာဖြစ်တယ်ဘသူကမှဘလောက်ဘေးစီစဉ်ကိုစီစဉ်ဘလောက်ဘေးရှိမကျေနပ်နိုင်ဘူးကျင့်တဲ့ရောက်ရေးခြင်းကတော့ဘုရားသခင်ဆီကလာတာဖြစ်တယ်ဟာလေလုယာပြီးပြီဆိုရင်တော့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘေးအရင်အမိကမှဟုတ်လားမြေအောက်မှာရှိတဲ့တန်ရာဇတဟုတ်လားမြေပေါ်မှာရှိတဲ့ဟုတ်လားကျွန်တော်တို့ဒီမြေပေါ်မှာရှိတဲ့အရာဘေးတန်ရာဇတဘေးအရင်အမိကမှမပေးနိုင်တဲ့စုံလင်တဲ့ခြေဝါချင်းကဘုရားသခင်ရဲ့မျက်မှောက်တော်ကနေစီစဉ်လာတာဖြစ်ပါတယ်စိတ်မကောင်းစရာပဲဒီနေ့ခရိယန်တွေကျွန်တော်လည်းပါမယ်ချင်တယ်နော်စိတ်မကောင်းစားပဲကျွန်တော်ခရိယန်တွေချုပ်ကအဲ့ဒီပြီးဆုံးတဲ့လုံလောက်ခြင်းလုံလောက်တဲ့ကျွေဝတဲ့ကောင်းခြင်းတွေကကျွေဝတော့ဘုရားသခင်ကလာတဲ့ကျွေဝတော့အသက်ကိုကျွန်တော်နေရာအမှားမှာသွားရှာတတ်ကြတယ်မူရေးပန်းရှင်အစစ်အမှန်စင်မှာကျွန်တော်ချိုးရတယ်ကိုမရှာဘဲနဲ့နေရာအမှားမှာကျွန်တော်ရှာနေတတ်ကြတယ်ငွေရာထူးစီးစိမ်နေရာအဆက်တွေကိုကျွန်တော်ကြိုးစားပြီးရှာတယ်လက်ရှာရင်လည်းပြင်ပန်းချတယ်လက်ရှာရင်မိသားစုနဲ့ဝေးနေရတယ်လက်ရှာရင်လည်းဖျားခင်နဲ့ဝေးနေတယ်အခုညမှာလည်းပူစင်နေတာဒီညမှာလည်းပူစင်နေတာဆိုမှကျွန်တော်ရှာနေနေရဆုံးမှလည်းကြတယ်အဲ့တော့အဲ့ဒီခါမှာအကယ်၍တင်ရှာလို့တင်တွေ့ခံနေမှာတင်ရခံနေမှာလောကကြီးကဘာဖြစ်လဲဆိုလောကကြီးကမတည်ငြိမ်ဘူးဖြစ်တယ်နေလိုက်မြင်လိုက်ကြောက်လိုက်ပြက်လိုက်အိုးတရုတ်ပြည်မှာ
ကျွန်တော်ရဲ့စီးစိမ်တွေတာကျွန်တော်တို့အနန္တနေစတော့စိတ်ချရမှာပဲဟုတ်လားပြီးတော့ဆူရကတော့ဟုတ်လားအားကြီးတယ်စီးပွားရေးကောင်းတယ်သူတို့ကဒီတက်ခိုင်နေတယ်ဆိုပြီးမှဟုတ်လားကိုယ်ငွေတွေကိုဟုတ်လားပြောပြီးမှဘာမှတော့ချာဒါပေမဲ့ခဏကျတော့မြန်မာပြည်သားတွေပြောမှဟုတ်လားပိတ်ဆက်ထုတ်ခွင့်မပေးဘာကတည်းအကုန်လုံးပဲလေတော့ကျွန်တော်အားကိုးတဲ့အထင်ကြီးတဲ့ကျွန်တော်လေးစားတဲ့အိုးကျွန်တော်စိတ်ချပါလေဆိုတဲ့ဟုတ်လားအဆူရကြီးဗန်ကြီးတွေကဟုတ်လားခဏလေးနဲ့ကျွန်တော်ချိန်မှလည်းတခြားစီဖြစ်သွားတတ်ကြတာဖြစ်တယ်။ဒါကြောင့်မလို့ဆာလန်ဆရာတို့ကပြောလေဆိုတော့သူအားကိုးတာကပါလေဆိုတော့ဆာလန်ဆရာပြောပြီးတော့ဆာလန်ဆရာကျွန်တော်တို့ဒီကိုစတဲ့ကွန်ပျူတာဆာလန်ကကျော်တော့အမျိုးပြောပြတယ်ပေါ့ဒါပေမဲ့ကျွန်တော်အကေဒီစာရေးဆရာကဆာလန်ကိုဒါဝိပြောဖြစ်ပြီးတာမဟုတ်ဘူးเนาะရေးတဲ့ပုံတွေကများတယ်ကျွန်တော်ဒီနေ့အတိအကျတက်တဲ့ပြောနေတော့ဒါကတော့ခွင့်ပေးပါအဲ့တော့အကေဒီအရာကိုဆာလန်ဆရာဒါဝိကပဲရေးခဲ့မယ်ဆိုရင်သူပြောတဲ့စကားကျွန်တော်နားထောင်ကြည့်အောင်အမင်းဆုံးသောဖျား၏ကိုယ်ကံရာဌာနတော်၌နေတော်သူသည်အနန္တတကုရှင်၏အရေးကိုခိုရလိမ့်မည်ဒါဆာလန်ဆရာပြောတဲ့စကားအဲ့တော့အနန္တတကုရှင်ရဲ့အရေးဖျားသခင်ရဲ့ကြီးမြတ်တဲ့အနန္တတကုရှင်ဆိုတာကဘေပုတ်ကူဘေတတ္တဝါဘေဖျားကမှတူနိုင်နှမ်းရှင်ပြန်လို့မရဘူးလို့ပြောချင်တာဖြစ်တယ်အနန္တတကုရှင်ဆိုတဲ့အဓိပ္ပာယ်က Almighty God သူ့ထက်သာလို့ကြီးမြတ်တဲ့ဖျားမရှိဘူးအဲ့ဒီဖျားရဲ့တော့အမေဆုံးသောဖျားရဲ့ကိုယ်ကရဌာနထဲမှာဖျားသခင်ရဲ့မျက်မှောက်တော်ထဲမှာဖျားသခင်နဲ့အချင်းယူချင်းမှာပြင်အသက်ရှင်နေဆိုရင်တဲ့အဲ့ဒီတကုရှင်ရဲ့အရေးကိုသင်ခံရတယ်ဟာလေလုယာအဲ့ဒီတကုရှင်ရဲ့အရေးမှာသင်နေလေဆိုရင်ဘေလူသားကမှဘေတကုရှင်ကမှတင့်ကိုလာချီလို့မရဘူးလာမချီရဘူးအဲ့တော့သူကဆက်ပြီးဆိုကျွန်တော်ပြောမယ်တဲ့ကျွန်တော်ခိုင်ခန့်စွာရှင်းလင်းစွာစိတ်ချစွာကျွန်တော်ပြောမယ်တဲ့ဘာလဲဆိုတော့ထာဝရဘုရားသာနေတဲ့ငါကိုယ်လုံးရငါရဲ့တဲ့ငါကိုယ်စားလို့ဘုရားသခင်တဲ့အာမင်ဒီနေ့ကျွန်တော်ရဲ့ကိုယ်လုံးရအားကိုးရကဘယ်အရာဖြစ်နေလဲကျွန်တော်ရဲ့စဉ်စဉ်များဖြစ်နေလားကျွန်တော်ရဲ့ဓာတ်ထုများတရားများဖြစ်နေလားဒီနေ့ကျွန်တော်ပြင်နေဒီမှာအဲ့ဒီအရာတွေကလုံးဝအရာတွေကအပြောင်းအလဲအပြော့ပြက်မြန်တာဖြစ်တယ်ထာဝရဘုရားကတော့ထာဝရပိစကားတော်ထီတာဖြစ်တယ်အာမင်ဟုတ်ပြီဒါဆိုရင်ဆရာဆရာကျွန်တော်ဗာတိပေးတယ်ဆိုတော့ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာသင်အချိန်ယူမယ်ဆိုရင်တဲ့သင်ကိုဘေပုတ်ကိုဘေတတ်တော်ကမှသင်ကိုထောက်ခါလို့မရတော့ဘူးတဲ့ No one can shake you ဘာဖြစ်လို့ဘုရားသခင်လေအမေစတော်ဘုရားသခင်ငါကိုရငါရဲ့တဲ့ကဘုရားတော်ဘုရားသခင်ကျွန်တော်ရဲ့ကြောက်စာဘုရားသခင်ပြုတော်ကြောက်ကိုဘေပုတ်ကိုကများဘေတကူရှင်ကများတွားလောက်ခါနိုင်လေပါလေကျွန်တော်လောကီမှုရေးရတယ်ကျွန်တော်လောက်ခါမနေတော့ဘူးတုံခါမနေတော့ဘူးတုံလောက်မနေတော့ဘူးသူစီကပြီးွားသောငြိမ်သက်ခြင်းဒါဝိလက်ထက်မှာလည်းပဲနော်ဒီတိုက်ပွဲတွေကများတာဖြစ်တယ်ရှောလူလက်ထက်မှာတိုက်လို့မပြီးတဲ့စစ်ပွဲတွေအများကြီးဒါဝိလက်ထက်မှာတိုက်ရတာဖြစ်တယ်ဘုရားသခင်ရှိလို့တိုက်ပွဲမရှိတာမဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့ရဲ့အကွေကဖြစ်လို့ဘုရားသခင်နဲ့တင်တဲ့နောက်ဦးတဲ့အချိန်လို့ဘုရားသခင်စီကတိကျတင်ချတဲ့စကားလို့ရလို့တည့်ရရာတို့ကိုတင်နိုင်သွားတာဖြစ်တယ်ဟာလေလုယာအဲ့တော့ပြေဝါသောငြိမ်သက်ခြင်းတကူအကွေကတွေကဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာမရှိတာဖြစ်ပါလေအနတ်တော့အမင်းဆုံးသောဘုရားရဲ့အကွေကဌာနတော်နဲ့မျိုးတို့ Those he would dwell in the shelter of the Most High နော်ဘုရားသခင်ရှိတဲ့နေရာမှာရှိတော်သူကလည်းကျွန်တော်တို့ရာကိုရနာဖြစ်တယ်။ဒါခါရဲကျတော့ဘုလိုကဒီစကားပြောနေဆိုတော့ကြုံတော့တဲ့ဝမ်းနေတယ်နော်ကျွန်တော်တို့ကြောက်ရွံ့တဲ့စိတ်လိုရှိလာတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုကြော်လွှားနိုင်တဲ့အရာဒီလားတစ်ခုကကိုလိုပြောတာတဲ့ဒီလိုပြောတာတဲ့ကိုကြောက်ပြောတာတဲ့ကိုအုပ်စုပြောတာတဲ့ဟုတ်လားဒီတရင်းစာတွေကပြောတာတဲ့ဒီနေ့ကျွန်တော်ကဘသူပြောတာကိုပြုစဲဖို့လိုတယ်ဆိုတော့အမင်းဆုံးသောဘုရားပြောတဲ့စကားကျွန်တော်ပြုစဲဖို့လိုတာဖြစ်တယ်အာမင်ဒါဆိုရင်တော့ရန်သူကြားမှာပဲရန်သူတွေကသူ့ဘေးမှာပက်လေဝိုင်းနေတာပဲဟောဒီစာရင်းစာလေးပဲဒါပေမဲ့သူကမတုံ့တော့ဘူးရန်သူရှိတဲ့မတုံ့တော့သူဖြစ်တယ်ဟာလေလုယာတော့ကျွန်တော်ကစညာတော်မရှိလို့တတိနေနေလေးကြားလာနေကျွန်တော်တုံ့လောက်နေပြီဟုတ်လားကျွန်တော်ပူပန်နေပြီဆိုရင်နေပြီဒီ
ဒီနေ့ကအဲ့ဒီအရာတွေတတ်တာပဲဟာလေလုယာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဘုရားသခင်နဲ့ဒါဝိဒ်ကဲ့သို့ဘုရားသခင်နဲ့အချင်းယူတော်သူတွေဖြစ်တယ်ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာဘုရားသခင်ရဲ့စကားကြားလို့ရတဲ့နေရာမှာဘုရားသခင်နဲ့အနည်းဆုံးနေရာမှာဘုရားနဲ့အတူရှိနေတော်သူတွေဖြစ်တယ်ဒါဆိုဘယ်အရာကမှတင့်ကိုမတုံ့ဟုတ်စေတော့ဘူးဖြစ်တယ်အဲ့တော့ဘုရားသခင်နဲ့အချင်းယူခြင်းကယဉ်ကျေးကြောခြင်းကကျွန်တော်တို့ရဲ့ဘဝမှာတဲ့ရောက်မှုတွေအများကြီးရှိတာဖြစ်တယ်တဲ့ရောက်မှုတွေအများကြီးရှိတယ်ကျွန်တော်တို့ဟလာရှာနေတဲ့ကောင်းသောအရာလုံးဆိုကျွန်တော်တို့ဘဝအတွက်လိုအပ်တဲ့ကျွန်တော်တို့မိသားစုအတွက်လိုအပ်တဲ့ကောင်းသောအရာအလုံးစုံရဲ့တော့ချက်ကရရှိနိုင်တဲ့တော့ချက်ကဘယ်နေရာလဲဆိုတော့ဘုရားသခင်ရဲ့မျက်မှောက်တော်ပဲဖြစ်ပါတယ်ဘုရားသခင်ရဲ့အချင်းချင်းပဲဖြစ်ပါတယ်ယေရှုကပြောတယ်တို့နဲ့ပြောင်းမချင်းကိုဥစ္စာရှာကြတော့နောက်မှထူရများကိုထည့်ပေးတော်မူနည်းတဲ့မာသေအခန်းကြီး6ကိုတော့ဆိုတော့ယေရှုခရစ်ကယေရှုကပြောပဲမပြောဘူးလောက်လေဘုရားဖြစ်တယ်အာမင်ယေရှုကဘာလို့လဲသူရဲ့ခမဲတော်စေခိုင်းတဲ့ရာနိုင်ငံတော်တရင်ဟောတယ်နိုင်ငံတော်အသက်တာကိုလောကလူသားတွေတင်နဲ့ကျွန်တော်ခရစ်တော်ကလာတင်ပေးသွားတာဖြစ်တယ်သူရဲ့ဘဝနဲ့ကိုလာတင်ပေးသွားတာဖြစ်တယ်အဲ့တော့ဘာလဲဆိုအဲ့ဒီနိုင်ငံတော်ရဲ့ဖြတ်မှတ်ခြင်းကိုတဲ့ဥစ္စာရှာပါတဲ့ First and most importantly seek aim at strive after his kingdom and his righteousness aim at strive after aim ဆိုတာဘာလဲဆိုတော့သင်အသက်တာထဲမှာချိန်ရွယ်ရမယ့်အရာကဘုရားသခင်နိုင်ငံတော်ဖြစ်တယ်တဲ့အဲ့ဒီကျမ်းစာမှာအဲ့လိုပဲပြောထားတာကျွန်တော်တို့ဥပမာတိုးသွားမယ်ဆိုတော့မဟုတ်ဆိုတိုးသွားရဲဆိုတော့တားကောင်ကိုချိန်ပါပဲတော့တားကောင်ကိုတေချာချိန်တယ်ဥပမာကျွန်တော်စေတန်တက်တယ်ဆိုစေတန်မှာတေချာပေါ့အောင်ဖို့ဂုံထု၃ပါးတာ၄ပါးတာ၅ပါးတာရဖို့ကျွန်တော်တေချာချိန်ရဒီမှာတေချာကိုမြုံမှန်းမှတက်တာဖြစ်တယ်အဲ့တော့ယုံကြည်သူရဲ့အသက်တာကဘာလဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဘုရားသခင်ရဲ့ဖြောင့်မခြင်းကဘာလဲဆိုဒီနေ့ကဘာလဲဆိုတော့စိတ်ချိန်ဒီမှာအသက်ရှင်ရမှာဖြစ်တယ်အဲ့ဒါကိုယေရှုကဒီနေ့တင်ပေးတာဖြစ်တယ်မပြီးသေးဘူးချိန်ပြီးမပြီးသေးဘူးပါလေ strive after တဲ့ကြိုးစားရုန်းကန်ပြီးမှလိုက်လျှောက်ပါမလွယ်ဘူးဘာဖြစ်လို့မလွယ်ရလဲဆိုတော့ကိုယ့်ရဲ့ဇာတိအရာတွေကိုပါလေညင်းပယ်ရတာကိုဇာတိအရာတွေကိုညင်းပယ်ရတာကိုဒါပေမဲ့ဇာတိအရာလိုချင်တဲ့အရာတွေအားလုံးကိုညင်းပယ်ပြီးမှသခင်တော်လိုက်တဲ့နိုင်ငံတော်နဲ့ဖြောင့်မခြင်းရပါလေဘုရားနီလာနဲ့လှုပ်ဆောင်ခြင်းဘုရားသခင်ရဲ့ဖြောင့်မခြင်းမှာတည်ခြင်းတော့ထပ်ပြောမယ်နော်ဘုရားနီလာနဲ့လှုပ်ဆောင်ခြင်းဘုရားသခင်ရဲ့ဖြောင့်မခြင်းမှာတည်ခြင်းဒါကနိုင်ငံတော်နဲ့ဖြောင့်မခြင်းဖြစ်တယ်အဲ့ဒီအရာရှာတဲ့အခါမှာတော့မလွယ်ပါဘူးလောကီအရာကိုကျွန်တော်ဇာတိအရာကိုဆွလို့ရတာဖြစ်တယ်ဇာတိအရာဆွလို့တာကပြောမှမပြောတာကိုကြိတ်တာတွေကိုပြောချင်တာတွေဟုတ်လားကိုလောက်ချင်တာတွေကိုစဉ်းစားတဲ့ခေါ်တာတွေကဘုရားသခင်တန်ရှင်းခြင်းဖြောင့်မခြင်းနဲ့မငြိတော့ဘူးဆိုတော့ကစွန့်ထားရပြီလေကျွန်တော်ပြင်ထားရပြီလေမလွယ်ဘူးဒါပေမဲ့ကျေးဇူးတော်ပဲမလွယ်ပေမဲ့တင်ရှောင်းတဲ့ခါမှာနေတော့တဲ့ဖြောင့်မခြင်းပဲတင်အင်းတဲ့ခါမှာတင်ကချိန်ရွေတဲ့အခါမှာတင်မရှာဖွေတင်လိုအပ်တဲ့ရာအားလုံးကတင်အလုံးမှာလိုက်ပါလာပြီးသားဖြစ်တယ်ဟာလေလုယာဘုရားကနာမချီးမွမ်းနေအဲ့တော့ဘုရားသခင်နဲ့နှုတ်ထဲအချိန်ယူခြင်းပါဘုရားသခင်နဲ့ it's time to seek the Lord လို့ပြောထားတဲ့ကြောင့်မလို့ဘုရားသခင်နဲ့အချိန်ယူခြင်းမှာဒီနေ့ကျွန်တော်လက်ချက်မယ်ဆိုရင်လောက်ဆောင်မယ်ဆိုရင်ဘုရားသခင်ကဘာဂတိပေးလဲဆိုတော့သူ့ရဲ့ပြည့်စုံတဲ့ကြွယ်ဝတဲ့နေလာကိုသူတင်ပေးတယ်ဘယ်လူသားမှမတင်ပေးတဲ့အရာဘုရားကတင်ပေးတယ်။ဒီအောင်သေးဆိုတော့ဘယ်လိုရှင်းနေလဲတော့ဒီကဲဘယ်တော့ပပပြောကြည့်လို့ပါလေတပည့်တော်တွေကိုခရစ်တော်ကစိတ်ွယ်ရရဲ့မှာရှင်းပြတယ်တဲ့လူအများနားမလဲတဲ့အရာလူအများရှိမှပြောလို့တပည့်တော်တွေနားမလဲတဲ့အရာပေါ့စိတ်ွယ်ရရဲ့မှာအချိန်တေချာယူပြီးမှခရစ်တော်ကတေချာရှင်းပြတယ်အာမင်အဲ့ဒါဒီနေ့ကျွန်တော်တို့ကဖြစ်တယ်အဲ့လိုပဲဘုရားသခင်နဲ့ကျွန်တော်နဲ့အချိန်ယူခြင်းမှာကျွန်တော်ကြောဝင်နေတယ်အချိန်ယူခြင်းမှာကျွန်တော်တို့ကဟုတ်လားကောလာတက်မယ်ဆိုရင်တင်နဲ့ကျွန်တော်ရင်ဆိုင်ရတဲ့အရာအတွက်အခက်အခဲတွေထွက်မြောက်ရလားလို့လည်းဘုရားညာပြင်ဆင်ပေးတယ်လို့ပြောပါလေအဲ့ဒါဒီမကဘူးကျွန်တော်ရဲ့လုပ်ငန်းတွေမှာဘုရားသခင်ရဲ့
မျက်နှာတာတွေထင်ရှားလာမှာဖြစ်တယ်ဖျားသခင်ကကျွန်တော်ရဲ့ဦးစားပေးဖြစ်လာတဲ့အခါမှာကျွန်တော်ရဲ့ဘဝမှာဖျားသခင်ဘာကတိပေးလဲဆိုတော့အပေါင်းလက္ခဏာတွေအပေါင်းလက္ခဏာဆိုတဲ့ဘဝနဲ့ဖျားသခင်ကကျွန်တော်တို့ကိုခြေခံဟန်ဆင်းမှာဖြစ်တယ်တမန်ကျမ်းစာထဲမှာကျွန်တော်တို့အာဒံနဲ့ထက်ကနေကျွန်တော်ဒီကချစ်ကြည့်တဲ့အခါမှာသခင်ယေရှုနဲ့ချစ်ကြည့်တဲ့အခါမှာနိုင်တော်ရဲ့ဖြောင့်မချင်းချင်းမှာအသက်ရှင်တဲ့ပုံကိုယ်နော်အေနဲ့ချစ်ကြည့်နော်ရဲ့အသက်တာချစ်နေအာဗြဟံချစ်နေယာကုပ်တို့ချစ်နေဆက်လက်လာတဲ့အခါမှာနော်တိုင်လာတော့မှဆာလာယောဘတော့မှဆာကြည်လာတဲ့အခါမှာလေဒီဥစ္စာပေါ့နော်ဆေးရချင်းကိုကျွန်တော်ကစန့်ကျင်ပြီးပြောတာမဟုတ်ဘူးနော်ဆေးရတာကဘုရားနဲ့မဟာလို့ဆိုတာကျွန်တော်ပြောချင်တာမဟုတ်ဘူးနော်သူတို့မှဆင်းရဲတဲ့ကာလရှိတယ်ဒါပေမဲ့ဒီပုံကိုယ်တွေအားလုံးကြည့်တဲ့အခါမှာအကုန်လုံးကယောဘဆိုရင်သူ့ရဲ့ချမ်းသာခြင်းကနော်ဘုရင်ထက်တော်မှာပိုချမ်းသာတာဖြစ်တယ်နော်ဘုရားသခင်ကောင်းခြင်းမင်္ဂလာကဒါကြောင့်ကျွန်တော်ဒီနေ့မှာပါဦးစားပေးချင်တယ်ဆိုရင်သူရဲ့နိုင်ငံနဲ့ဖြောင်းမခြင်းကကျွန်တော်အသက်တာခြင်းမှာကျွန်တော်ရဲ့ပန်းနိုင်ကျွန်တော်ချိန်ရွယ်တဲ့အရာဖြစ်နေဆိုရင်ကျွန်တော်ကြိုးစားပြီးရှာဖွေခဲ့တဲ့လူအပ်ခဲ့တဲ့အရာတွေကဘုရားသခင်ကသူ့နည်းသူ့ဟန်နဲ့ပြီးစင်ပေးတယ်ဆိုတာကိုကျွန်တော်အားပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာကိုတရိယာမလဲကျွန်တော်တရိယာနဲ့တရိထားရမယ့်အရာတွေတော့ရှိတယ်ဆိုတော့နားကြတဲ့အချိန်လေးဆိုရင်ဒါမှကျွန်တော်တရိထားတဲ့အရာကပါလဲဆိုတော့ကျွန်တော်အတင်းတော်ကော်မတီတွေမှာပါဝင်တယ်ဟုတ်လားကွာရာတွေမှာပါဝင်တယ်ကလေးစစ်စစ်မှာပါဝင်တယ်ဟုတ်လားဘိုးစစ်စစ်မှာပါဝင်တယ်ဟိုဟာတော့ပဲဒီဟာတော့ပဲအမှုတော်မြတ်ချင်းမှာဟိုသွားတယ်ဒီသွားတယ်ဖျားရဲ့အမှုတော်မြတ်ချင်းမှာကျွန်တော် BC နေကြတယ် BC တဲ့ BC ဆိုတော့လောက်တယ်အလောက်များတယ်ကောင်းတယ်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်နားလေတဲ့အရာလေးနဲ့ဝိညာဉ်ဖခင်ပြောတဲ့စကားလေးကိုပြောပြချင်ပါတယ်ဒါပေမဲ့ဘုရားခင်နဲ့တင်နဲ့ဘုရားခင်နဲ့ယုံကြည်သူနဲ့ဘုရားခင်နဲ့အမှုတော်ဆောင်နဲ့နှစ်ဦးတည်းအချင်းယူချင်းကိုပေအလောက်ကမှအစားထိုးလို့မရဘူးဆိုတာပြောချင်ပါတယ်သင်ဘလောက်ပဲအလုံးများပါပဲဖြစ်နေပါပဲလုပ်နေဘုရားသခင်ခိုင်းတဲ့အလုပ် ministry ဘုရားသခင်အလုပ်ကိုတင်လုပ်နေပါစေတင်ဘုရားသခင်နဲ့နှုတ်တဲ့ယဉ်ကျေးကြောဝင်ခြင်းကိုအဲ့ဒီတင်လို့တဲ့အလုပ်ကအစားထိုးလို့မရဘူးဘုရားသခင်အစားထိုးမခံဘူးအာမင်ဘုရားသခင်အစားထိုးမခံဘူးဘုရားသခင်နဲ့အချိန်ပေးခြင်းကိုပေးအရာကနဲ့မှအစားထိုးလို့မရဘူးဟာမိသားစုလုံးများတယ်ဖေးဆန်ရှားတယ်ကိုသွားရမယ်ဟိုမှာသွားဆူတောင်းပေးရမယ်ဟိုမှာဘာဖြစ်တယ်အဲ့ဒါကအလုပ်လို့ခေါ်တယ်အဲ့ဒီအလုံးနဲ့တော့အစားထိုးလို့မရဘူးဆိုတော့ပြပြတတ်တာပြောချင်ပါတယ်ယေရှုခရစ်ကနိုင်ငံတော်နဲ့ဖြောင့်မခြင်းတရားကိုဟောတဲ့အခါမှာနိုင်ငံတော်တရင်ကိုသူဟောတဲ့အခါမှာအဖစေခိုင်းတဲ့အရာကိုဟောတဲ့အခါမှာယေရှုကဘာလို့လဲသူမဟုတ်ခင်ခမည်းတော်နဲ့အချင်းလူပဲဟာလေလုယာယေရှုကအလုံးမှာရှောက်နေတဲ့လူမဟုတ်ဘူးအာမင်အလုံးတော့ကအလုံးမှာသူကမပြီးစီဘူးbusy မနေဘူးဘယ်ပါလဲဆိုတော့အခါနဲ့ယဉ်ကျေးကြောင်းချင်းမှာကျွန်တော်ကိုဗာလဲတက်ပြသွားတယ်ဆိုတာကိုကျွန်တော်ယေရှုရဲ့အသက်တာချင်းမှာတွေ့ရတာဖြစ်ပါတယ်။တော့ဒါကြောင့်မလို့ဘုရားသခင်နဲ့လည်းယဉ်ကျေးကြောင်းချင်းအသက်တာလည်းပဲကျွန်တော်ကြားပြီးလုံချင်းနဲ့ရန်ကောင်းတယ်။သူ့ရဲ့မျက်မှောက်တော်ကလည်းစင်းစင်းလာတဲ့ကောင်းချီးမင်္ဂလာတွေနဲ့တော့ဝမ်းနည်းခြင်းနဲ့မယောသောတဲ့ကောင်းချီးမင်္ဂလာတွေလုံချင်းနဲ့ကောင်းတယ်။ဒါဆိုဘာလို့လဲတိကျတဲ့ခြားတဲ့အချိန်တစ်ခုကိုတတ်မှတ်လို့ရတယ်တိကျတဲ့ခြားတဲ့ specific time တိကျတဲ့ခြားတဲ့အချိန်တစ်ခုကိုကျွန်တော်တတ်မှတ်လို့ရတယ်အဲ့ကိုတတ်မှတ်တဲ့အချိန်မှာဖျားခင်တဲ့တင်တဲ့ယဉ်ကျေးမြောက်တာဖို့အချိန်ယဉ်ကျေးမြောက်တာဖို့လိုပါတယ်ကျွန်တော်ငွေကြေးတွေပါမှာတော့တာကောင်းတယ်တော့ဘာကအတူရတယ်တစ်နှစ်ကြာတဲ့ကမှ10နှစ်ကြာတဲ့ကမှအတူအများကြီးရတယ်ကောင်းတယ်အဲ့ထက်ပိုကောင်းတာကဖျားခင်တဲ့ယဉ်ကျေးကျွမ်းချင်မှာဒီ inverse တင်ယဉ်ကျေးမြောက်တာနေဆိုတော့ကိုအကောင်းဆုံးဖြစ်တယ်ဟာလေလုယာတိကျတဲ့ခြားတဲ့အချင်းတစ်ခုတင်ရင်လည်းပေးအပ်နိုင်ခွင့်အတွက်ကျွန်တော်အားပေးခြင်းနဲ့တင်လို့တဲ့ ministry တင်လို့တဲ့သာသနာကဖျားခင်တဲ့ယဉ်ကျေးကြောင်းခြင်းကအစားထိုးလို့မရပါဘူးခရစ်တော်ကအစားမထိုးခဲ့ပါဘူးခရစ်တော်ကမနဲ့တိုင်းတော့အခါနဲ့အချင်းယူလေးဆိုတော့တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုသူတင်ပေးထားတာဖြစ်တယ်နော်ကျွန်တော်ကခုနပြောလို့ပေါ့ကျွန်တော်ရဲ့ဘန်ကကျွန်တော်ရဲ့ငွေကြေးတွေကိုဘာတွေမှာယုံကြည်လို့ဟိုဟာဥပမာပဲ
အခုမှတရုတ်ပြည်မှာဆိုတော့ကြောက်ဆူရပြီးတော့ဒီလိုပါရောဒီလိုသွားတာချင်းမြန်မာပြည်သားပြည်လို့အကုန်လုံးပိတ်ပါလိမ့်ဆိုတော့တော့ခါရောကျွန်တော်တို့ယုံကြည်မှုကိုများအလွယ်သုံးဆိုင်လည်းပြီးနေတာမကြည့်ပါတော့ဖျားခင်ကတော့ဒီနေ့ကျွန်တော်ရဲ့ရှိတဲ့ယုံကြည်ချက်ဖျားခင်ဘယ်တော့မှအလွယ်သုံးဆိုင်တော့မှာမဟုတ်ဘူးဟာလေလုယာတော့ဒီလူသားတွေကကျွန်တော်ရဲ့ပန်းစစ်ချစ်ဖြူစစ်ချစ်ကျွန်တော်ရဲ့အသက်တာကိုအလွယ်သုံးဆိုင်တော့ကောင်းလောက်ပြီးမှဖြစ်တယ်ဒါနဲ့တင်မနဲ့တင်မပြတ်တန်းကူးွယ်တဲ့တင်မပြတ်တန်းဟလာအချိန်ယူတဲ့ရင်းနှီးမြှုပ်နှံတဲ့ဖျားခင်ကတင်းရဲ့ယုံကြည်ချက်ဘယ်တော့မှအလွယ်သုံးဆိုင်မှာမဟုတ်အလွယ်သုံးဆိုင်တော့မှာမဟုတ်ဟာလေလုယာတင်တဲ့အကောင်းဆုံးသောအရာတွေကိုကျန်စီပြနေတဲ့ဖျားဖြစ်တယ်ဒါကြောင့်ကျွန်တော်မှာအဲ့တော့ခရစ်တော်ကမနေ့ပိုင်းမှာသူ့အမှန်စကားပြောတာကိုကျွန်တော်တွေ့ရတယ်စာရစာပါလို့ဆိုတော့နာမည်တန်ပြောတာအသိခံစားရပြီးတော့ဒီစာရချင်းရဲ့တွေ့တဲ့အခါမှာနာမည်ချင်းမှာသူတစ်ဖြစ်နဲ့ယဉ်နေကြောင်းကိုလည်းဆိုတာကိုကျွန်တော်နားလေရတယ်ခင်ဗျားတို့ဖျားတဲ့ယဉ်နေကြောင်းချင်းအမှုကိုလောက်လေဆိုတာကိုနားလေရတယ်အချင်းယူလေဆိုတာကိုနားလေရတယ်ဒါဆိုရင်ဘာပြောနာနဲ့လို့ပြောရတယ်မနေ့ကကျင်းတဲ့အချင်းလေးတော့မကောင်းဘူးလားတော့မေးစရာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နားလေတာတော့သူတို့နားရတယ်ပေါ့ဘုရားပဲကျွန်တော်မနဲ့ထားတယ်ဟလားမနဲ့ထားပြီးဟလားလူတွေအားလုံးကလည်းလိုကြပြီဆိုတော့ဖုန်းတွေလာတယ်တမင်တွေချက်ရတယ်ဟိုဟာစစ်စားနေတယ်စစ်စားနေအိုးဟိုလိုပဲမလာမင်းကြည့်လာပဲဆိုတော့လောကီဘုရေးရတဲ့ကလာတဲ့ခါမှာတနိုင်တုံးနိုင်လေးနိုင်ကကုစက်ကဂရမ်မကြီးတော့ဘူးဟိုလေသွားချင်တာလေသွားချင်ဟိုလေဖြစ်ချင်ဆိုတော့ကျွန်တော်စိတ်ကမငြိမ်သက်တော့ဘူးငြိမ်သက်ခြင်းကနေသွားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ယုံကြည်တဲ့အကောင်းဆုံးကတော့မတူမှလည်းကိုယ်ဖုန်းဆက်ခင်ဖုန်းလည်းမလာဘူးဘယ်ဟလာကြားရမှာချက်တွန်တန်တော့ပဲကြားရင်ကြားမှာဘယ်လူတာမှမကြားဘူးဘယ်လူတာမှမကြားတဲ့အချိန်မှာတော့တင်ချတယ်ဘုရားတန်ကြားဖို့ကတော့အရန်ကြီးပဲတလူတာနဲ့တင်ကြားပြီဆိုတော့ဘုရားတန်ကြားဖို့တော့ဒီနေ့တော့ထပ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဘုရားတန်မှမကြားခင်မှာဘုရားကတန်ကြားနိုင်ပဲလို့ကျွန်တော်အချိန်ရအောင်ဟာလေလုယာဘုရားရဲ့စကားပြောပါတယ်တော့ဘက်တော့အဖြစ်တယ်ကောင်းချီမောင်ဘုပဲချဖြစ်တယ်ကောင်းဆူတောင်းချဖြစ်တယ်ကောင်းသူကြိတ်တဲ့နီလာနဲ့ကျွန်တော်စကားပြောနိုင်တာဖြစ်တယ်ဘုရားခင်ကိုအခုပဲကျွန်တော်စကားပြောပါအတန်နဲ့ပြောပါဒါဆိုရင်ဘုရားခင်ကအသက်ရှင်တဲ့ဘုရားခင်ဖြစ်ကြောင်းကျွန်တော်